အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးကတော့ကျွန်တော်တို့အင်္ဂလိပ်ဖတ်ကြဖြစ်တဲ့ဆရာမိုးစဲဆရာရွှေပြီးတော့မှဆရာစိုးစံကျွန်တော်တို့တွေကလမ်းမှာသွားရင်းနဲ့အတူတူကဘုရားရှင်ကိုချီးမွမ်းရမယ်ပုဂ္ဂိုလ်ရှိတဲ့ပုံကြီးဖြစ်လာဖို့အတွက်အထဲမှာအရင်တောင်းတခဲ့ကြတယ်ညီကိုတွေအတူတူကအရင်ချီးမွမ်းချင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့စာသားတွေကတော့ဘယ်လိုလုပ်အောင်လဲကျွန်တော်မသိဘူးတဘောအလုံးမှာတော့ဘုရားပြည့်တက်တည်တွေနှောင်းနှောင်းရှိပါတယ်ဒါပေမဲ့အဲ့ဒီတက်တည်တွေကိုစာသားဖြစ်နေရောက်ရှိတာကိုရဲ့အလုံးကဘုန်းကြီးတို့ဘုရားကကျွန်တော်ချစ်ရတဲ့ဆရာဆိုးကနေပြီးတော့မှ chorus ကိုတတိတီတာဖြစ်ပါတယ်ဒီဟာကိုဆရာဆိုးကနေပြီးတော့ပြပြမှာဖြစ်ပါတယ်တချင်းလေးရဲ့နာမည်ကိုတော့ကျွန်တော်တို့အကြံစီတော်ဆိုတဲ့နောင်ချင်းလေးကိုကျွန်တော်တို့အကြည့်ပြုခွင့်ရတယ်เนาะတချင်းတော်ဝင်ကျွန်တော်ဖွင့်ပြနေတယ်အရင်ဆုံးကျွန်တော် chorus ပိုက်လေးကိုစတင်ရတယ်ဘုရားရဲ့အကြံစီကျွန်တော်ဘာမှအတော့ယုံကြည်စင်တယ်အဲ့လိုယုံကြည်တဲ့အခါရောဒါဆိုအကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတဲ့အဲ့အရာကိုဝန်ခံရင်ချီးမွမ်းနေရင်းနဲ့ကျွန်တော်တို့ကလူတွေအတွက်ဟောလူအနေနဲ့လူအကြံစီကျွန်တော်တို့အကြံစီတွေဒါပေမဲ့အဲ့ဒီအကြံစီတွေအတွက်ဒါရေးကောင်းသောအကြံစီကဘုရားသခင်၌ရှိသောကြီးမားသောအကြံစီတွေအများကြီးရှိတယ်ဆိုတာကိုတို့ဘက်တော့အားဖြင့်ပြန်နေနားလေအချင်းလေးခေါ်ရပိုင်းကြတဲ့ခါမှာနောက်ဆရာမိုးစက်တို့နဲ့ကျွန်တော်ပြောရင်းနဲ့ဒီဟာတော့ဟုတ်ပြီဒီဟာကိုကျွန်တော်ဆက်ပြီးတော့ဆုတောင်းကြမယ်ကြိတ်စေရရင်ဒီမိုးစက်တက်တည်ခံချက်ထဲမှာပါတဲ့တရားပေါ့နော်သခင်ဟာကျွန်တော်ရဲ့ဗန္နာတိုင်းလေသူ့ဘဝချင်းတွေအမျိုးမျိုးကြုံတဲ့အချိန်မှာဘုရားကဒါကမင်းရဲ့ဗန္နာတိုင်းဖြစ်တယ်ဆိုပြီးတော့အဲ့လိုမျိုးသူ့ကိုတက်တည်ပြီးတဲ့အဲ့တက်တည်ခံချက်ကိုကျွန်တော်နားထောင်ပြီးတော့ဒီထဲမှာလည်းကျွန်တော်အဲ့စာသားကိုထည့်တယ်နောက်တစ်ဆင့်မှာအမှဆရာမစတက်တည်ခံနေရင်မနှက်ပြန်နေ့အတွက်စိုးရင်မိတဲ့အခြေအနေတွေရှိတယ်သူအလိုလိုစိုးရင်နေတာကျိတ်တနာတွေကမနှက်ပြန်ပြင်ဆိုင်ရတော့အဲ့နှုတ်ကပတ်တော်ရောက်လာတဲ့အခါငါကမင်းရဲ့ဗန္နာတိုင်းဖြစ်တယ်အဲ့လိုနှုတ်ကပတ်တော်ရောက်လာတဲ့မနှက်ပြန်နေ့အတွက်မစိုးရင်အတိတ်မှာအကောင်းဆုံးပို့ဆောင်နိုင်တဲ့ဘုရားအနာဂတ်မှာလည်းသူ့ရဲ့အကြံစီတွေလှပသွားရှိမယ်ဆိုတာကိုဒီချင်းတစ်ပုတ်လုံးကိုလှပစွာနဲ့ဘုရားကိုအင်းတော်ကပြပြပြီးကောင်းခဲ့ခဲ့ဖြစ်တယ်ဟာလေလုယာဒီတခြင်းလေးကအခုနကဆက်ဆိုပြောလိုက်တယ်ကျွန်တော်ဒီမှာဘုရားသခင်ကနှစ်ပေါင်းများစွာဘဝတက်တဲ့တုံးဆောင်ပြီးဘုဒ္ဓရှိတိတိရတဲ့ဒီကျွန်တော်ကတောင်းကြီးပြီးတော့မှတက်တည်ပြီးတဲ့ဘာသာပေးခဲ့တဲ့ရရင်ကိုကျွန်တော်မြင်တွေ့ရတာဖြစ်ပါတယ်ဘုရားသခင်ကလူကိုအဖန်ဆင်းခင်ဒီအတွက်နေရာရင်ပြင်ဆင်ထားတယ်လူတွေလုပ်ငန်းဆောင်တာတွေပြင်ဆင်ထားတာဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်ဘာလုပ်ရမလဲပါကရမလို့စိုးရိမ်နေချင်ရှိပါတယ်ဒါပေမဲ့အကျဉ်းစီစောဆိုတဲ့အချင်းမှာဘာပါလဲဆိုတော့ယုံကြည်တဲ့ကျွန်ုပ်ပေါ်မှာပြင်ဆင်တယ်ကြီးမားစွာအကျဉ်းဆောင်ရတယ်တာ၍ကောင်းရတဲ့အဲ့ဆိုကျွန်တော်တို့ရဲ့အတ္တကလည်းမှာအပေါင်းဆုံးပြည့်စုံပေမဲ့ကျွန်တော်တို့အဓိကလိုအပ်ချက်ဖြစ်တဲ့ကယ်ဒီချင်းကျွန်တော်လိုမှမသိတာတော့မှပြီးတဲ့ဘုရားကတနေ့ရာတွေကတော့အပါလေးကဒါကြောင့်မို့ဒီချင်းလေးအပြင်ကျွန်တော်တို့တွေခေါ်ရဖို့တဲ့ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်ကျန်စီတော်ဆိုတဲ့ worship တခြင်းလေးကမိသားစုအားလုံးပဲကောင်းကြီးဖြစ်နေလို့ယုံကြည်ပါတယ်ဒီချင်းလေးရဲ့မကြာခင်မှာပြန်လဲဆိုလို့ကြရအောင်